အားလုံးပဲမင်္ဂလာပါဒီကနေ့ဗီဒီယိုမှာဆိုရင်လူမျိုးရေးသိပ္ပံကိုမိတ်ဆက်တဲ့အနေနဲ့သူ့ရဲ့အခြေခံအကြောင်းအရာတွေနယ်ပယ်တည်တည်တွေအချင်းချင်းအနေနဲ့ကျွန်တော်ပြောပြသွားခဲ့ပါတယ်ဒီဗီဒီယိုမှာဆိုရင်တော့ sociology သို့မဟုတ်ရင်လူမှုဗေဒလို့ခေါ်တဲ့နယ်ပယ်ကိုလေ့လာကြည့်အောင်ပါအဲ့တော့လူမှုဗေဒဆိုတာဘာလဲလူမှုဗေဒဆိုတာလူမှုအဖွဲ့အစည်းလူသားတွေရဲ့အပြုအမူလူမှုဆက်ဆံရေးတို့အားလုံးကိုသိပ္ပံနည်းကြကြနဲ့လေ့လာတဲ့ဘာသာရပ်တစ်ခုလည်းဖြစ်ပါတယ်တကယ်တော့လူမှုဗေဒဆိုတာဒီလူမှုရေးသိပ္ပံရဲ့အဓိကကျတဲ့နယ်ပယ်တစ်ခုလို့လည်းပြောလို့ရတယ်ပေါ့နော်လူမှုပြဿနာအမျိုးမျိုးကိုကျွန်တော်ချင်းကပ်တဲ့ရှုထောင့်တစ်ခုလို့လည်းပြောလို့ရတယ်တကယ်တော့တမန်ရပြောမယ်ဆိုလို့ရှိရင်လူမှုရေးသိပ္ပံဒီ18ရာစုနှစ်ကလေးကဘာသာရပ်တစ်ခုအနေနဲ့စတင်ပြီးတော့ပေါ်ပေါက်လာတာပေါ့နော်တိုးတော်လည်းပဲဒီလူမှုဗေဒနယ်ပယ်တစ်ခုကတော့ဒီ19ရာစုနှစ်လောက်မှဒီနယ်ပယ်တစ်ခုအနေနဲ့ပေါ်ပေါက်လာတာဖြစ်တယ်ဒီပေါ်ပေါက်လာခြင်းအကြောင်းရင်းတွေကလည်းစောပိုင်းကဖြစ်ခဲ့တဲ့အကြောင်းအရာတွေပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီ enlightenment ကာလပေါ့ဒီခေတ်မှာဆိုလို့ရှိရင်တော့ဒီ18ရာစုနှစ်မှာဆိုရင် enlightenment ကာလပေါ့နော်ဉာဏ်ပညာထွန်းကားတဲ့ခေတ်လို့ပြောရမှာပေါ့ဘာလို့လဲဆိုတော့ဒီခေတ်ကာလမှာဆိုလို့ရှိရင်နိုင်ငံရေးစီးပွားရေးအတွေးခေါ်အသစ်တွေပေါ့နော်ပေါ်ပေါက်လာတဲ့ခေတ်နောက်ပြီးတော့အကြောင်းအရာအားလုံးဆိုလို့ရှိရင်based on reason ပေါ့နော် logic ဖြစ်တဲ့ယုတ်တိရှိတဲ့အတွေးခေါ်တွေခံယူချက်တွေပေါ့နော်ဘယ်အရာမဆိုဒီတိုင်းလိုက်ပဲဒီမျက်စိမိတ်ပြီးယုံကြည်တာတဲ့စာလို့ရှိရင်ခဏနေပြောတဲ့proof လုပ်လို့ရတဲ့ဟာမျိုးပေါ့နော်ရှာဖွေတွေ့ရှိလို့ရတဲ့အရာမျိုးပေါ့သိပ္ပံနည်းတွေအတွေးခေါ်တွေစတင်ပြီးတော့ဒီ enlightenment ကာလမှာပေါ်ပေါက်လာတဲ့ဒီနိုင်ငံရေးမှာဆိုလို့ရှိရင်လည်းခဏနေပြောတဲ့ philosophy of rights ပေါ့နော်အဲ့လိုမျိုးပေါ့အခွင့်အရေးဆိုင်ရာနဲ့လူအခွင့်အရေးဆိုင်ရာနဲ့ပတ်သက်တဲ့ဥစ္စာတွေအတွေးခေါ်မျိုးတွေပေါ်ပေါက်လာတဲ့ဒီနိုင်ငံရေးပိုင်းမှာဆိုလို့ရှိရင်လည်းဒီမိုကရေစီထွန်းကားရေးအပြောင်းလဲရေးပေါ့နော်ဒါမျိုးတွေဒီ revolution တော်လှန်ရေးတွေပေါ်ပေါက်လာတာနံပေါ့နော်ကမ္ဘာနံမှာဆိုလို့ရှိရင်ဒါမျိုးတွေပေါ့အကုန်လုံးကနေပြီးတော့တစ်ဆင့်ရှေ့ဆက်နောက်ဆက်ပေါ့နော်ဒီ revolution တော်လှန်ရေးတွေနိုင်ငံရေးဒီ American တော်လှန်ရေးနောက်ပြီးတော့ပြင်သစ်တော်လှန်ရေးပေါ့နော်ဒါတွေဖြစ်တဲ့နိုင်ငံရေးအပြောင်းလဲတွေနောက်ပြီးတော့ဒီ19ရာစုနှစ်မှာဆိုရင်အဲ့ဒီအကျိုးဆက်ကဘယ်ထပ်သွားလဲဆိုတော့ဒီ19ရာစုနှစ်ထဲမှာ18-19ပေါ့နော်ဒီတချို့ဥရောပအဓိကတော့ဒီအင်္ဂလန်မှာစပြီးဖြစ်တဲ့ဟာတော့ဒီ industry 18ရာစုနှစ်နောက်ပိုင်းလောက်မှာစပြီးတော့ထွန်းကားတဲ့စက်မှုစုံပေါ့နော်စက်မှုစုံထွန်းကားတဲ့ခေတ်ဒီ American ဘက်မှာဆိုတော့ဒီ19ရာစုနှစ်ထဲမှာစတင်ပြီးတော့ဖွံ့ဖြိုးတိုးတက်တာပေါ့နော်ဒီစက်မှုစုံပြောင်းလဲခြင်းပေါ့နော်ဒီဟာတွေအကုန်လုံးကနေပြီးတော့တစ်ဆင့်စက်မှုအပြောင်းလဲတွေကကျတော့ဒီခဏနဲ့ပြောတဲ့အရင်တုန်းကလူသားတွေတော်တော်များများကဒီဘာတင်ပေါ့နော်လက်လုံးလက်ကင်ကိုအခြေခံပြီးတော့လောက်ကင်စီးပွားရေးလောက်ကင်စားသားရတာဖြစ်တယ်နောက်ပြီးတော့ဒီတောင်ယာတွေဆိုလို့ရှိရင်လည်းဒီလက်လုံးလက်ကင်ကနေပြီးတော့ပေါ့နော် agricultural လို့ပြောရမှာပေါ့နော်အဲ့ဒီကနေပြီးတော့ဒီစက်မှုပေါ်ပေါက်လာတဲ့အချိန်မှာဆိုလို့ရှိရင်နောက်ပိုင်းမှာဆိုရင်အဓိကပြောင်းလဲသွားတာစက်မှုတွေပို့ပြီးတော့ရှေ့ခံလာတယ်အဲ့လိုမျိုးပေါ့နော်စက်မှုတွေပို့ပြီးရှေ့ခံလာတဲ့အချိန်မှာပြောင်းလဲကြီးတွေကတော်တော်မြန်ဆန်လာတယ်ပေါ့နော်မြန်ဆန်လာတယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်လူဦးရေတွေလည်းပို့ပြီးတော့တိုးလာတယ်ကျန်းမာရေးရှိတော့နဲ့ကြည့်လို့ရှိရင်လည်းကျန်းမာရေးအရာဆိုလို့ရှိရင်လည်းဒီသိပ္ပံနည်းပညာတွေပို့ပြီးတော့အားကောင်းလာတယ်ဒီလိုမျိုးပေါ့နော်အစားအသောက်တွေလည်းမြန်မြန်ဆန်ဆန်နဲ့ထုတ်လုပ်လာနိုင်တယ်ဒီအချိန်ကာလမှာဆိုလို့ရှိရင်စက်မှုဆောင်ထွန်းကားတဲ့အချိန်ကာလတစ်လျှောက်မှာဆိုရင်လူတိုင်းဝိုင်းရအင်မတန်အပြောင်းလဲနေချင်းညချင်းပြောင်းလဲသလိုမျိုးတွေ့လာရတဲ့အချိန်ပေါ့နော်ဒီစက်မှုဆောင်ထွန်းကားတဲ့အချိန်ကာလမှာဆိုလို့ရှိရင်အဲ့လိုပဲပေါ့နော်ဒီစက်မှုဆောင်ပြောင်းလဲတဲ့ဥစ္စာကျွန်တော်ပြောရရင်တော့ဒီစီးပွားရေးနိုင်ငံရေးပြောင်းလဲတွေကဒီလူမှုအတိုင်းဝိုင်းပေါ်တက်ရောက်မှုတွေရှိခဲ့တာပေါ့နော်လူမှုအတိုင်းဝိုင်းကအရင်တော့လိုရိုးရိုးရှင်းရှင်းလေးမဟုတ်တော့ဘဲနဲ့ပေါ့နော်ရှုပ်ထွေးတွေအပြောင်းလဲတွေတော်တော်လေးတွေ့ရတယ်စိုးကျိုးတွေရောကောင်းကျိုးတွေရောပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါတွေဒီအပြောင်းလဲတွေကဒီလူမှုဗေဒပညာရှင်တွေတော်တော်များပေါ့နော်ဥပမာဆိုလို့ရှိရင် Auguste Comte တို့နောက်ပြီးတော့ Emile Durkheim တို့ပေါ့နော်Karl Marx တို့ပေါ့ဒီလူတွေ Maxwell ပါပေါ့နော်
ဒီလူတွေတော်တော်များများကဒီအပြောင်းလဲတွေကိုလေးလာကြည့်ရှုတဲ့နေရာမှာsociety ကတော်တော်လေးပြောင်းလဲနေတာတွေ့ရတယ် social change တွေပေါ့နော်ဘယ်လိုတွေဒါတွေကိုအဖြေထုတ်တဲ့အနေနဲ့လေးလာသင်ယူတဲ့အနေနဲ့ပေါ့နော်နောက်ပိုင်းမှာဆိုလို့ရှိရင်လည်း theory နဲ့ဆက်ပြီးတော့ပြောကြည့်ပဲပေါ့နော်ဒီnew data ပေါ်ပေါက်လာတဲ့အကြောင်းရင်းတွေပြောင်းလဲလာတဲ့အကြောင်းရင်းတွေပေါ့နော်